မစင်းရဲရှင်ဒီသုံးချက်ကိုမလောက်ပါနဲ့မိတ်ဆွေဘဝကိုပြောင်းလဲပေးမှာကံတရားမဟုတ်ပါဘူးနေ့တိုင်းလုပ်နေတဲ့အကျင့်တွေမှာပထမအကျင့်အချိန်ဖြုံးတာတနေ့ကုန်သူများဗီဒီယိုကိုထိုင်ကြည့်တယ်သူများဘဝကိုစောင့်ကြည့်တယ်ကြပါမယ်ကိုဘဝတိုးတက်စေဖို့အချိန်တနားရီတော့မပေးနိုင်ကြဘူးအခုခေတ်မှာပတ်စံမရှိတာထက် focus မလုပ်နိုင်တာပို့ပြီးတော့ကြောက်စရာကောင်းပါတယ်အောင်မြင်တဲ့လူတွေကအချိန်ကိုအသုံးချတယ်မအောင်မြင်တဲ့လူတွေကအချိန်ကိုတပ်ပစ်ကြတယ်ဒုတိယအကျင့်ချက်ချင်းရလက်လို့ရှင်ကြတာတလားလောက်လုပ်ပြီးတဘွားလုံးပြောင်းလဲရှင်ကြတယ်အခုလုပ်အခုအောင်မြင်ရှင်ကြတယ်ကြပါမယ်တန်ဖိုးရှိတဲ့အရာတွေကအချိန်ပေးရတယ်တစ်ပင်တပင်ကြီးလာဖို့တော့နှစ်ရှိလိုသေးတာပဲမရက်ပဲတွားနေတဲ့လူကပဲနောက်ဆုံးအနိုင်ရတာတတိယအကျင့်ကိုမယုံကြည်တာငါမလုပ်နိုင်ဘူးငါကတာမလို့ပဲအဲ့ဒီအသွေးကမဆခင်ကတည်းကမိတ်ဆွေကိုရှုံးစေတယ်လူတော်တော်များများမအောင်မြင်တာအရေးချင်းမရှိလို့မဟုတ်ဘူးကိုလက်လျှော့လိုက်ကြတာဒါကြောင့်မိတ်ဆွေဘဝပြောင်းလဲခြင်းရင်အရင်ဆုံးအကျင့်တွေကိုပြောင်းလဲပါကိုပြောင်းလဲပြီးမှကျွန်တော်ကို follow လုပ်ထားပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်